ဒီနေ့မှာတော့ထညက်ဖူရီရှိရဲ့ပုပ်ပကံကြီးပါအုပ်စုဘက်ကိုတွားကြပါမယ်။နှွေခေါင်အောင်ဝင်မဲ့အပင်ကြီးကတော့စိမ့်လို့ဆိုလို့ပါ။တမျိုးကနေတမျိုးကူတဲ့လမ်းတစ်လျှောက်မှာအပင်စင်းစိမ့်တွေတော်တော်များများရှိပါတယ်။ပြီးရင်အပင်တွေအကုန်လုံးကနှစ်ချို့ပင်တွေပဲများပါတယ်။ဒီပင်ကြီးတွေကိုညောင်ချောက်ပင်လို့ခေါ်ကြရတော့ထင်းတဲ့အပင်ကြီးကနဲအောင်မဟုတ်တကယ်ကိုအကြီးကြီး။ကျမတို့တကယ်သွားတာကတော့ပုပ်ပကံကြီးရွာကိုပါ။ဒါပေမဲ့အဲ့ပုပ်ပကံရွာနားမှာထညက်ဖူရှိရဲ့ထညက်ချက်တယ်ဆိုလို့ကျမတို့အဲ့ရွာကိုရင်သွားပြီးတော့ထညက်ဝယ်မလို့ပါ။အရင်ဆုံးကျမတို့ကြောက်ပရောင်းကနေ6မြို့နယ်ဘက်ကိုကူးရပါတယ်။ဒါကတော့ကတ္တရာလမ်းမော်ကနေပြီးတော့အဲ့ရွာဘက်ကိုသွားမယ်ရွာအဝေးလမ်းလေးပါဒီရွာလမ်းတောက်လျှောက်မှာရွာတွေအများကြီးရှိပါတယ်ရွာလန်းတောက်လျှောက်ယာရီလည်းအများကြီးရှိပါတယ်အရင်ကလူကြီးတွေကထမ်းမင်တွေကိုလည်းနမိတ်သတ်မှတ်တဲ့နေရာမှာစိုက်ခဲ့ကြတဲ့ထင်းနဲ့ထမ်းမင်တွေအတန်းလိုက်နဲ့ရာတစ်ခွက်စီအဲ့လိုမျိုးလေးဖြစ်နေရပါရွာလန်းအရှိယူမှာလမ်းတစ်လျှောက်ရှုခင်းတွေအကုန်လုံးကတမျောတခေါ်နဲ့အရန်အောင်လှပါတယ်ကတ္တရာလမ်းမော်ကဆင်းလိုက်တဲ့ဒီရွာလန်းရှိတစ်လျှောက်ကတတိတခြားနဲ့ကိုလှနေရမျိုးပါ6မြို့နယ်ကိုရောက်လို့ရှိရင်နိုင်ခွဲလောက်မောင်းလိုက်ရုံနဲ့ရောက်မယ်လို့ထင်ခဲ့ပေမဲ့ကျမတို့တနားခွဲလောက်မောင်းလိုက်ရတဲ့ခရီးရှည်ဖြစ်သွားပါတယ်ဒီဘက်ကနွားတွေကလေတော်တော်ကြီးရဲ့နွားတွေကျမ်းမာကြီးတော်တော်ကောင်းကြတယ်ထင်တယ်လုံးဝကြီးလာရင်အားရစရာကြီးဒီလမ်းတစ်လျှောက်မှာဈေးကြီးငယ်လေးတွေနဲ့ဇရက်တွေလည်းပေါ်ပါတယ်ကျမကတော့မြန်မာနဝက် channel ကအောင်မြတ်တာရဲ့ fan ဆိုတော့အခုလိုမျိုးဇရက်တွေဒီလိုနေရာတွေတွေ့လို့ရှိရင်ကျမတို့စိတ်ကူးရင်လို့အရန်ကောင်းပါတယ်။အော်ဒီလိုနေရာတွေမှာဆရာအောင်မြတ်တာသွားပြီးတော့အဲ့လိုရွာတွေအကြောင်းအာရုံခံခဲ့ရတဲ့နေဆိုတော့ကျမအတွင်းနဲ့ကျမပေါ့နော်။ရောက်တော့မင်းထင်လိုက်မရောက်လိုက်နဲ့ကျမတို့တော်တော်မောင်းခဲ့ရပါတယ်။ကျမတို့ဖြတ်လာခဲ့ရမရှိဘူးဆိုရင်တော့မှ9ရွာ10ရွာလောက်ရှိနေပါပြီ။ဒါကတော့ကျမတို့သွားနေတဲ့ရွာတွေကိုရောက်ပါပြီ။ကျမတို့သွားခြင်းနဲ့ထညက်ဖို့ကရွာအစုံဘက်လောက်မှာရှိရပါတော့နော်။အဲ့ဒါသွားကြမှာပါ။ကဲခုတော့ထညက်ချက်တဲ့ထညက်ဖို့ရောက်ပါပြီ။ကျမတို့တော်မြင်သမျှအကုန်လုံးဆက်စုလို့ကောင်းတာတွေပဲဖြစ်နေပါတယ်။ထညက်စားကြည့်အောင်快点，下播微软了。我有啊。我俾埋အဲ့ဒါအလုံးလေးတွေအလုံးလေးနော်အဲ့ဒါပြေးလိုက်ပြီလားသိထက်လိုက်ညကျူ完了ဒီလိုလေးထည့်ပြီးတော့ဖိုက်လို့ရှိရင်ဟိုဘက်ထက်နဲ့ထည့်တယ်ဆော့လို့ရှိရင်တစ်ချော့လောက်ရရင်စီလေးခတ်ပြီးဆိုလေဟုတ်ခတ်ပြီးဆိုမှုေးပြီးဆိုတခါချလိုက်တစ်ချော့ကျမလည်းရောက်တုံးလေးထညက်ချက်တဲ့အကြောင်းလေးမေးပြီးတော့နည်းနည်းလောက်ဝင်ပြီးရှုပ်လိုက်ပါတယ်ဒီဘက်ကြီးခန်းလာရှင်ဟိုထက်နဲ့ဟိုဘက်ကထက်ထည့်လိုက်တာဒီကထန်းလိုက်ထည့်လိုက်ထညက်ဘွားအရှိတွေကိုမှတစ်သားချောင်းကြီးတွေချောင်းလိုက်ထင်းထိုးတာပါပြီးရင်ဟိုးအပေါ်ဆုံးကရေအိုးအပေါက်ဖောက်ပြီးတော့အဲ့ရနေကြက်ခိုးတွေထွက်အောင်လို့မိခိုးတွေထွက်အောင်လို့လုပ်ထားတာပါကျမနားလေတယ်လို့ဆိုရင်တော့ထန်းရီကိုမြင်ပြစ်လာအောင်လို့3အိုးခွဲပြီးတော့တဲထားတဲ့သဘောပေါ့နော်ပထမဆုံးတအိုးကအကြီးကတော်တော်ကျဲသေးတယ်အဲ့ရနေနည်းနည်းပြစ်လာပြီဆိုလို့ရှိရင်ဒုတိယအိုးပြောင်းတယ်အဲ့ရနေပိုပြစ်လာပြီဆိုလို့ရှိရင်တတိယအိုးပြောင်းပြီးတော့စီထည့်ပြီးတော့ဆက်ပြီးတော့ကျိုးပါတယ်တဲ့ဒီအိုးရဲ့အောက်ချီမှာအပေါက်ရှိပါတယ်ထင်းကနေထွက်လာတဲ့မိခိုးတွေကဒီအိုးရဲ့အဝကနေထွက်သွားပါတယ်ထန်းရင်ကဒီနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တဲအိုးမီးဖို့ဘွားချပြီးတော့မီးဖို့အောက်မှာပဲမှုပါတယ်ဒါပေမဲ့မြောင်နဲ့ဝှက်လာခဲ့တော့တန်းထည့်လိုက်ပြီးတော့စီလေးထည့်ပြီးဆိုဟိုဒီကလည်းကောင်းတယ်ထညက်ကအခုကအရန်ပူတယ်ပေါ့နော်ခဏနေလုံးတော့မှာဆိုတော့အပူနဲ့တက်တာအောင်လို့အဲ့လိုမျိုးလိုက်ဖြန်းပါတယ်ကဲအခုကတော့ထညက်စာလုံးပါပြီကျွမ်းနမရဆန်းရဖုံးရွာတဲ့ညအရောင်ကထိုင်းပုံမူတည်ပြီးတော့ကွဲတယ်လို့ပြောပါတယ်တခါတလေထမ်းမင်ပေါ်မှာအိုးကလေတက်လက်သွားတာလို့ပါလို့ဆိုထန်းရီမဲသွားတဲ့ခါကျရင်ထညက်ကလည်းမဲသွားတယ်တဲ့အခုလိုထန်းရီကောင်းကောင်းနေရတဲ့ခါမှာတော့ထညက်ကအရောင်ချူစေးမလို့ပဲနဲ့တဘာဝအတိုင်းလေးအခုလိုမျိုးလေးဖြူဖွေးနေရလို့ပြောပါတယ်ဒီဘက်မှာတော့အယောင်ချူစေးတွေပါလုံးဝမသုံးပါဘူးတဲ့ရှင်ဆန်းရဖုံဘက်မှာကျမတို့ထညက်တွေပါဝယ်ပြီးတော့ပုတ်ပကံဘက်ကိုဆက်သွားပါတယ်ဒါတော့ပုတ်ပကံရွာပါမကြီးပင်ထမ်းပင်ကတော့နေရာတိုင်းမှာရှိပါတယ်ကျမနွားလေးစီးကျင်တဲ့ဟာကိုနွားလေးကလမ်းကြုံပေါ့နော်လူကြုံလည်းမရှိတော့ကျမမစီးခဲ့ရပါဘူးအဲ့ဒါနွားလေးရက်ထားတဲ့ပေါ်ပဲတက်ကြည့်ခဲ့ပါတယ်လူကြီးတွေကပုတ်ပကံမှာအတိအင်းနဲ့စကားတွေပါပြောပြီးရင်နောက်ကျမတို့ကြောက်ပရောင်းပြန်လာကြပါတယ်အပြန်လမ်းမှာကျမတို့ပတ်မြိုင်လင်မှာဥယျာဉ်မူကဦးကျော်ဟင်းရိုက်ခဲ့တော့စက်ဝင်ကန်တခန်းထဲမှာပါတယ်ရေကန်ထဲမှာထမ်းမင်းနေရှိရဲ့ဂွေးချိုကန်ဝင်ခဲ့ပါတယ်ဒီနေရာလေးကကျမမှတ်မိနေတဲ့အညာရှုခင်းတွေအားလုံးထဲမှာစိတ်ကူးရင်အစမ်းဆုံးနဲ့ကျမသဘောအကျဆုံးနေရာလေးပါကျမတို့ရောက်သွားတဲ့အချိန်ကတကယ်ကိုအချိန်ကောင်းလေးလို့ပြောလို့ရပါတယ်နေဝင်ကန်လေးဆိုတော့နေရာလည်းမပူတော့ဘူးရှုခင်းနေရာလည်းပိုးလှနေတဲ့အချိန်လေးပါဒီနောက်မှထိုင်နေရတော့ပကြီးကားတဲ့ဝင်ထိုင်နေရတဲ့အတိုင်းပါပဲရှင်ကန်ကတော်တော်လေးလဲကျဲတဲ့ပြေုံမှာတစ်ဖက်မှာတောင်ကုန်းလေးတစ်ခုလည်းရှိပါတယ်ကျမအညာကနေပြန်သွားရင်ဒီနေရာလေးကိုခဏလွှမ်းနေမိတော့မှာပါ
ဒီ blog လေးကိုတော့အခုမြင်နေရတဲ့ညနေခင်းလေးနဲ့ပဲနှုတ်ဆက်လိုက်ပါရရှင်ခီးသွား blog လေးကြည့်ရကြိုက်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးပါအောင်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ် blog တွေမှာပြန်တွေ့ကြပါမယ်